ဘုန်းကြီးပြန်ပို့အန်တွေယူဆိုမရဘူးဝဲအန်တွေယူတဲ့ပြန်လာတယ်ဘာဖြစ်လို့မရတာလဲနေကစွန့်နေမိတာဆိုတော့ငါကဘုန်းကြီးဖြစ်နေတဲ့အတွက်ကြောင့်နေတော့နဲ့အစင်မပြေဘူးမသိနေရောဘူးဘာပြန်ပို့လဲမှလည်းဥရိနာရစွန့်နေသူကျောရောင်းကကြီးဟာစုအင်းနဲ့ဝဲအန်တွေယူတဲ့သူတို့နိုင်ငံဘုန်းကြီးတွေကအိမ်အောင်ပြုလို့ရသေးတာပဲတဲ့ဘာဖြစ်လို့မရတာလဲထေရဝါဒစနစ်တွေခရော့ကေဟာစုအော့ဖ်ဆော်ယောထေရဝါဒဘုန်းကြီးတွေဆိုတာဘုန်းကြီးဝဲနဲ့အိမ်အောင်ပြုခွင့်မရှိဘူးဆိုတော့အဲ့ဒီဘုန်းကြီးတွေအိမ်အောင်ပြုခြင်းဘာလို့ရလဲတဲ့အိမ်အောင်ပြုရင်တော့လူထွက်ရတာပေါ့ဒါဆိုရင်လူထွက်ပါလားအတင်းကြီးပဲနော်အန်တွေယူလို့မရဘူးအဲ့ဒါဆိုရင်လည်းနောက်ဆုံးတော့သူ့ကိုမေးချင်ပါတယ်သူ့ဘလို့သဘောထားလဲသိချင်ပါတယ်တဲ့မိန်းကလေးတန်ပဲဒီစကားပြောရတာနည်းနည်းတော့ရှက်ပါတယ်တဲ့သူ့ကိုဘလို့သဘောထားလဲသိချင်တယ်အဲ့ဘုန်းကြီးပြန်ပြောလောနုနဲ့သုံးစင်းကထားဆိုသုံးစင်းကြီးတာကိုစိတ်ကဲခဲနင်းကငါညီမအရွယ်ပြည့်တဲ့အတွက်ငါကညီမတယောက်လိုပဲသဘောထားပါတယ်လို့ငါတို့ဘုန်းကြီးတွေဆိုတာအမေအရွယ်ဆိုရင်အမေစိတ်ထားရအတော်အရွယ်ဆိုအတော်စိတ်ထားအမအရွယ်ဆိုအမစိတ်ထားညီမအရွယ်ဆိုညီမစိတ်ထားဒါမှရာဂစိတ်မဖြစ်တာနောက်တော့နေသုံးစိတ်ကတ်တာဆိုသုံးစိတ်ကြီးတာကိုစိတ်ကက်ခဲနေရလဲငါညီမအရွယ်ဖြစ်တဲ့ညီမလိုပဲသဘောထားပါတယ်နောက်တော့နာဟန်တဲ့ပုပ္ပါရာကိုဟင်ကက်စိတ်ကက်ခဲချူစီယိုနေရလဲပဲငါ့ကိုအကိုတယောက်လိုသဘောထားပါဆိုတော့မပြန်ပြောတယ်မှအိုဘာကအင်းနုံတဲ့ဖီရိုအော့ဖ်ဆော်ယိုတဲ့အကိုကရှိပြီးသားပဲတဲ့ဘာလို့ရမှာလဲဘာလို့ချင်လို့လဲပြည့်တယ်အဲ့ဒါအတင်းအဓမ္မဖြစ်နေဘုန်းကြီး9နှစ်လုံးကိုလေအဲ့ဒီကလေးမလေးပတ်ရှောင်ပြီးတော့ကြောင်းပေးအောင်နေခဲ့ရတာကြည်ညိုစရာမကောင်းဘူးလားကောင်းတယ်ပဲဖြစ်ရတယ်နော်ပြည့်တယ်ဘုန်းကြီးကတော့ကြည်ညိုတယ်ဩငါသာများပါသွားရင်ဟောဒီစင်ပေါ်ရောက်ပါမလားပြည့်တယ်ရောက်ပါဘူးအကယ်၍မှအိမ်တော်ကြတော့ကိုရီးယားသားကြီးဖြစ်သွားပြီးတော့ဘယ်နှယောက်ရှိနေမှမသိဘူးနော်ဒါပေမဲ့ပြည့်တယ်ဒီတစ်ပတ်သာသနာမှာတီးတော့သာသနာပြုအကျိုးပြုတယ်အများကြီးလုံးခွင့်ရလားမရဘူးရပါဘူးဗျာအဲ့ဒါပြောတာကောင်းတယ်ဆိုတာနော်ဘာလျှောက်တွေးနေနော်ကြည်ညိုမကောင်းဘူးလားကောင်းပါဗျာသူမှမပြောတော့ကိုယ့်ကိုပြောရတာပဲနော်အဲ့ဒါခုနကပြောအမေကအဲ့ဒါကြီးစိတ်မချတာပြောချင်တာပြည့်တယ်ဩလောကကြီးကအချစ်နဲ့ကြီးတော့အပြစ်တွေမရှိဘူးဆိုတာပြောချင်တာအကျွေးကင်းတဲ့ဘဝကချမ်းသာလားမချမ်းသာဘူးလားအကျွေးတွေရှိနေချမ်းသာလားမချမ်းသာဘူးလားဒါပြည့်တဲ့အကျွေးတကအကျွေးထဲမှာတန်တရာအကျွေးကအဆိုးဆုံးပါပဲဘာအကျွေးကဆိုးဝတ်ကျွေးပါလာရင်ဆိုးတယ်နော်ဝတ်ကျွေးကဆိုးလားမဆိုးဘူးလားဝတ်မှာအမြဲ